အဲ့ဒါကဘာလဲဆိုနံပါတ်1ချက်ပေးမှကမ်းမှချစ်တဲ့ခင်တဲ့မေတ္တာထားတတ်တဲ့လူမျိုးနံပါတ်2ချက်မပေးမကမ်းနိုင်တော့ဘူးဆိုတော့လည်းဒီလိုနဲ့မေတ္တာမဲ့ပြီးတော့မုန်းတီးပြီးတော့ရန်ရုပ်ဖွဲ့တတ်တဲ့လူမျိုးနံပါတ်3ချက်ဘလောက်ပေးကမ်းရရောဘလောက်ပြုပြင်ပေးကျေးဇူးမတည်တဲ့အပြင်ကျေးဇူးကမ်းပြီးတော့ဆော်ကားတတ်တဲ့လူမျိုးနံပါတ်4ချက်သူများကကိုယ့်ကိုပေးတာကမ်းတာထောက်ပံ့ပေးနေတာပြုစုပေးနေတာအယောင်တင်ပေးလို့ကိုကဘဝလာနေတာတော့မှဘလို့တွေးလဲလို့ငါရဲ့ဘုံကံကြောင့်ငါရတာပဲငါကံကဖြစ်တာပဲသူ့မှာပေးရမယ်ဝတ္တရားရှိလို့သူပေးတာပဲဆိုပြီးတော့မှကိုအထင်ကြီးတတ်တဲ့လူမျိုးအဲ့ဒီလူလေးမျိုးနဲ့တွေ့ရင်ကိုယ့်ရဲ့စိတ်ကိုရောနေတယ်လို့ဒီကားမမကန်ကန်ကလုံးသွင်းနိုင်အောင်ကြိုးစားပါဘာကြောင့်လဲဒီလူလေးမျိုးနဲ့တွေ့ရင်တေချာပေါစိတ်ဒုက္ခရောက်ပါတယ်